အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျမတော်လေးတွေတင်လို့ရတဲ့ဟာတွေချုပ်ပြမှာဖြစ်ပါတယ်အခုတော့ကျမပိတ်စာလေးဖြတ်ဖို့ရန်အတွက်သတ်မှတ်တဲ့မိုးလေးတွေနဲ့ပိတ်စာလေးတွေဖြတ်တာဖြစ်ပါတယ်တိုင်းထွာပြီးတော့ပိတ်စာလေးတွေဖြတ်ပြီးရင်တော့ကျမတို့အောက်ခံလိုင်းနာလေးတွေကိုကော်လေးတုပ်ပြီးတော့ကျမတို့ကပ်ပေးရပါမယ်မီးဘူးလေးထိုးပေးရပါမယ်ဒါကတော့တလွှာချင်းစီကိုကပ်ပေးနေရဖြစ်ပါတယ်ပြီးသွားရင်တော့ကျမတို့စက်ခုံပေါ်တင်ပြီးချုပ်ပါတော့မယ်သတ်မှတ်ထားတဲ့နေရာလေးတွေတိုင်းကျမတို့တိကျချလေးချုပ်သွားပါမယ်အားလုံးကိုချုပ်သွားပြီးရင်တော့ကျမတို့ကတ်ကြီးလေးတွေနဲ့လိုက်ဖြတ်ပါမယ်အတွန်းကတ်ကြီးလေးကိုသုံးထားပါတယ်ဒီတော့ကတ်ကြီးလေးတွေနဲ့ဖြတ်မယ်ဆိုလို့ရှိရင်ကျမတို့ပြန်ဖြတ်စရာမလိုတော့ဘူးပေါ့နော်ပြန်ပြီးတော့လှမ်းလိုက်တဲ့ချိန်ကျရင်လည်းဖောင်းနေရတယ်မရှိတော့တဲ့အတွက်ဒီကတ်ကြီးလေးကိုသုံးထားပါတယ်နောက်မှဒီကတ်ကြီးလေးတွေကျမသုံးတဲ့ accessory လေးတွေဗမာဝယ်လို့ရလဲဆိုတာကိုကျမလင့်လေးတွေနဲ့ချပြပြီးသွားပါမယ်ရှင်ဒါလေးကတော့ပြန်လှန်တာဖြစ်ပါတယ်ဒီကတ်ကြီးလေးကလည်းကျမတို့သုံးတဲ့အခါမှာအရန်အသုံးဝင်ပါတယ်သူကပြန်လှန်တဲ့ကတ်ကြီးလေးပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ချုပ်ပါမယ် applicate နဲ့ပဲကျမတို့ဒါချုပ်သွားတာပေါ့နော်ပိတ်သွားတာကျမတို့ဆက်သုံးတဲ့ဟာကတစ်နေရာပဲဆက်ကိုသုံးပါတယ်ကျန်တဲ့အိတ်လုံးကိုကျမလက်နဲ့ချုပ်ပါတယ်အိတ်လုံးမှာဆက်က30%ပဲပါပါတယ်ကျန်တဲ့က90%လုံးလုံးတော့ကျမတို့လက်တွေနဲ့ပဲအသုံးပြုတာဖြစ်ပါတယ်ပြီးသွားရင်တော့ကျမတို့ဒီမှာတကားပေါက်ကလေးအတွက်ကျမတို့ကော်ကတ်ပြီးတော့ကျမတို့မိုးလေးအနေနဲ့ပေါ့နော်ကော်ကတ်လိုက်ပါတယ်ဒီတကားပေါက်ကလေးကိုလည်းကျမတို့ကအက်ကလေးနဲ့တွေ့ပြီးလက်နဲ့ပဲလိုက်ချုပ်မှာဖြစ်ပါတယ်လက်ကလေးနဲ့ပဲချီတပင်လေးနဲ့ပဲကျမတို့ applicate လိုက်ချုပ်တာဖြစ်ပါတယ်အိတ်ကလေးဟာ90%handmade အိတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အကြမ်းပရန်တော့မခံပေမဲ့လည်းကျမတို့ကြည့်လိုက်ပြီဆိုလို့ရှိရင်တသက်ရက်ကလေးဖြစ်ပါတယ်အဲ့လိုပဲနှစ်ခုဆက်တဲ့အခါမှာလည်းကျမတို့ကလက်ချုပ်ပဲချုပ်ပါတယ်အိတ်လုံးကလက်ချုပ်ကလေးရှိပဲဖြစ်ပါတယ်ရှင်ဒါကတော့အပေါ်ပိုင်းလေးကိုလက်ချုပ်ကလေးနဲ့လိုက်နေရပါအပေါ်ရောအောက်ကောလက်ချုပ်ပြီးရင်အဲ့နှစ်ခုကိုဆက်ပါမယ်ကျမလောက်တာလေးကမှုအိမ်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အပေါ်ပိုင်းလေးရဲ့အောက်ပိုင်းလေးရဲ့ကိုတစ်ဖြက်စီဆက်ပြရပါတယ်အဲ့လိုလေးဆက်ပြီးတော့ကျမတို့လက်ချုပ်ကလေးနဲ့ပဲအရာလုံးအချုပ်ပါတယ်ရှင်ကဲလက်ချုပ်ကလေးပြီးသွားပြီဆိုရင်ကျမတို့ဘာလုပ်မလဲဆိုတော့အဲ့ဒီထဲမှာတော့လေးကိုထည့်ဖို့အတွက်ကျမတို့ကြိုးလေးတက်ပါမယ်ကြိုးထိပ်ကလေးမှာကျမတို့ပေါ့နော်ဒီတသားလုံးလေးထည့်ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘာဝ handmade ဖြစ်တဲ့အတွက်တသားလုံးလေးကိုပဲသုံးထားပါတယ်တသားလုံးလေးကနေပေါက်ကလေးနဲ့ထည့်ပြီးတော့အဲ့ကနေချိတ်ကလေးနဲ့ပေါ့နော်ကျမတို့ဒီမှာချိတ်ပြထားပါတယ်နော်တော့လေးကိုထည့်တယ်လက်ဝိုင်းချိတ်ပြီးရင်ပေါ့ကြိုးလေးကိုဆွဲလိုက်ရင်ကျမတို့အိတ်တော်လေးကိုမြင်ရတော့ပေါ့နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကြည့်ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်